တစ်သားတုံးလေးတစ်တုံးကိုတော့မမှတ်နိုင်တဲ့လူတွေကိုကြည့်ပြီးသူတို့တွေတော်တော်လေးအားနေတာပဲလို့ကျမတွေးနေမိတယ်။ဒါနဲ့အဖေကကျမတို့နှစ်ယောက်လည်းပြိုင်ပွဲဝင်ကြည့်ရအောင်လို့အကြံပေးတာနဲ့ကျမလည်းချက်ချင်းပဲသဘောတူလိုက်ပါတယ်။ဒါပေမဲ့ဒိုင်လူကြီးကဟိုပိန်ပိန်ပါပါလူနဲ့သူ့သမီးကိုပဲတောက်လျှောက်ချီကျူးနေတာမြင်ရတော့ကျမတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။အဖေကတစ်သားတုံးကိုတယောက်တည်းမဖို့စူးစမ်းပေမဲ့တစ်သားကအရန်လေးလုံးလို့မြေကြီးကတော့မကြွခဲ့ပါဘူး။ဘေးကလူတွေကအဖေကိုဝိုင်းရကြတာမြင်တော့ကျမတော်တော်လေးဒေါသထွက်သွားမိတယ်။ဒါနဲ့ကျမရှိကိုရှောက်သွားပြီးအဲ့ဒီတစ်သားတုံးကိုအလွယ်တကူပဲမလိုက်ပါတယ်။ကျမတစ်သားတုံးကိုထမ်းပြီးအမြန်ပြေးနေတာကိုကြည့်ပြီးလူအုပ်ကြီးတစ်ခုလုံးလည်းငြိမ်ကျသွားပါတော့တယ်။ဒီပြိုင်ပွဲကိုလူမှုကွန်ရက်ကနေတိုက်ရိုက်ထုတ်လွှင့်နေတာမို့ကြည့်ရှုသူတွေကလည်းကျမကိုဝိုင်းပြီးအားပေးနေကြတာပေါ့။မကြခင်မှာပဲကျမပန်းဝင်သွားပြီးပြိုင်ပွဲမှာအနိုင်ရခဲ့ပါတယ်။အဖေကပြေးလာပြီးကျမကိုပွေ့ချီကဂုဏ်ပြုပေးခဲ့တယ်။ဒါပေမဲ့ကျမတို့အောင်ပွဲခံနေတော့မှပဲဟိုပိန်ပိန်ပပလူကတစ်သားတုံးနာကိုရှောက်သွားတာကိုမြင်လိုက်ရတယ်။သူဟာမော်ဆွဲသီးတစ်ခုကိုတိတ်တဆိတ်ထုတ်လိုက်ပြီးတစ်သားတုံးပေါ်ကိုဂါထာမှန်းမှုတ်လိုက်တာကိုကျမရိပ်မိလိုက်ပါတယ်။ပြီးတော့သူကဒီတစ်သားတုံးကဆွေးနေတာမို့ဘယ်သူမှမဆိုမနိုင်တာပါလို့အော်ပြောလိုက်တယ်။သူ့သမီးကတစ်သားတုံးကိုအသားလေးတွန်းပြလိုက်တဲ့အခါမှာတော့ကျမတော်တော်လေးဒေါသထွက်ပြီးမခံမရပ်နိုင်ဖြစ်သွားရပါတယ်။ကျမဝမ်းနဲ့လုံးလုံးမထိန်နိုင်ပဲငိုချလိုက်မိတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကကျမရဲ့မျက်ရည်တွေဟာအဲ့ဒီတစ်သားတေကြီးကိုအညောင်တွေပေါက်လာစေခဲ့ပါတယ်။ဒါကိုမြင်တဲ့ဒိုင်လူကြီးကအဲ့ဒီလူကိုမတမာမှုလုပ်တယ်လို့ချက်ချင်းဆွဆွဲလိုက်ပြီးကျမကိုပဲအနိုင်ရသူအဖြစ်ပြန်လည်ကြေညာလိုက်ပါတော့တယ်။ကျမကိုစုအဖြစ်အရသာရှိတဲ့အစားအစာတွေအများကြီးပေးခဲ့ပါတယ်။ဒါပေမဲ့နာရီအနေငယ်ကြတော့အဲ့ဒီလူဟာလူလစ်တဲ့အချိန်မှာကျမကိုတနေရာကိုလှည့်ဖျားပြီးခေါ်သွားခဲ့တယ်။ကျမတို့တရားတစ်စင်းသားကိုရောက်တဲ့အခါသူကတော်တော်လေးဒေါသထွက်လာပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်နေတော့ကျမကသူ့ရဲ့မော်ဆွဲသီးကိုဆွဲယူပြီးအလုံးမလုံးအောင်လုပ်လိုက်ပါတယ်။သူဟာတုံ့လှုပ်သွားပြီးဘာမှဆက်မလုပ်နိုင်တော့ဘူး။အဲ့ဒီအချိန်မှာပဲကင်မရာမန်ကအဖေ့စီပြေးသွားပြီးလူတွေအားလုံးတရားစီကိုဝိုင်းလာကြပါတယ်။သူတို့ရောက်လာတဲ့အချိန်မှာတော့ကျမကပျောက်ကွယ်သွားပါပြီ။လူတွေအားလုံးမျောလင်းချက်ပြက်နေတော့မှပဲမြစ်ပြင်ပေါ်မှာအလင်းတန်းတစ်ခုဖြာထွက်လာပါတယ်။ကျမရဲ့အတွင်းအားတွေရုတ်တရက်ပောက်ကွဲထွက်လာပြီးရေထဲကနေဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီလူဟာကျမရဲ့စွမ်းအားတွေကြောင့်လွင့်စင်သွားပြီးအလဲလဲပြားပြားဖြစ်သွားပါတော့တယ်